မင်္ဂလာပါခင်ဗျာနေ့စဉ်ဘဝမှာစေရောကိုပါကြမ်းကြခံရဖို့အတွက်ကျွန်တော်နေထိုင်ကကြိုဆိုပါရစေကျွန်တော်တို့ challenge week ရဲ့စတုဒ္ဓနေ့ day 25ကိုရောက်ရှိလာပါပြီဒီနေ့ပထမဆုံးလေ့ကျင့်ခန်းကတော့ခေါင်းအင်အားကိုမြင့်နေပေမဲ့ push press လေ့ကျင့်ခန်းဖြစ်ပါတယ်စိတ်နဲ့ခန္ဓာတသားတည်းဖြစ်ဖို့အခုတည်းကသတိကထားရအောင်ကစားနည်းကတော့တပည့်ကိုပခုံးပေါ်တင်ထားပါဒူးကိုအနှဲငယ်ညှုပ်ပြီးအရှင်ယူပြီးပေါ်ကိုတွန်းတင်ပါပြန်ချတဲ့အခါမှာတော့ထိန်းချပါ injury ကင်းဖို့အတွက်ကြောရိုးကိုမကော့ပါနဲ့ခိုးမဆယ်တွေကိုတင်ထားပါမိုင်းမဆယ်connectionအနေနဲ့ဘောကိုပစ်တင်လိုက်တဲ့အချိန်မှာပခုံးကြက်သားရဲ့ကျုံဆက်မှုကိုပြေဝခံစားပါကိုယ့်ရဲ့စွမ်းအားတွေကလက်ဖြားအထိစီစဉ်သွားတယ်လို့စိတ်ထဲမှာမှတ်သားထားပါဗုဒ္ဓတရားတော်အရပြစ္ဆုတ်ပံမှာကောင်းအောင်ပြုမှကောင်းတဲ့အကျိုးကိုရမှာပါအခုဒီတံပက်ကိုမှားလိုက်တဲ့ကံကောင်းမှသာကြက်ခိုင်တဲ့ပခုံးဆိုတဲ့အကျိုးကိုရမှာပါတစ်ချက်မှတိုင်းမှာသတိလေးကပ်ပြီးအကောင်းဆုံးကြိုးစားကြည့်ရအောင်ချိန်မှာကျွန်တော်နဲ့အခမဲ့လာရောက်ဆွေးနွေးနိုင်တယ်လို့ trainer နဲ့စနစ်တကျကစားလို့သူတွေကိုလည်းကြိုဆိုပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်စရောကိုပါကျမပျော်ရွှင်ကြပါစေ